ဘောနန်ဝီဆိုင်မှာနေဒါအတိုက်နေပါတယ်စာအုပ်စာပေလူမိတ်ဆွေဆိုတော့လေစာဖတ်ရတာပေါ့ကွာဟမ်ဟင်ဘာစာအုပ်ကြီးတော့အားလုံးမင်္ဂလာပါကျွန်တော်တို့အာကီဖြစ်ပါတယ် My Japan Diary Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ပိတ်ရတော့မဟုတ်ဘူးပေါ့နော်ပိတ်ရမဟုတ်ပြီပဲအလောက်ကညတိုင်းဆင်းရမှာပေါ့နော်အခုကဒီနေ့ကစပြီးတော့ Golden Week ကစ Golden Week မှာတောက်လျှောက်ညတိုင်းဆင်းရမှာပေါ့နော်အခုကျွန်တော်မနက်စာစားမှာပေါ့နော်မနက်စာစားမှာကကျွန်တော်တို့ဒီနားကနေပြီးတော့စပိန်နဲ့သွားလို့ရှိရင်10မိနစ်လောက်ဆိုရောက်တယ်ဂျီရိုဒါမန်ဆိုတဲ့ဂျီရိုဆယ်မွန်တင်ဒီဂျပန်နိုင်ငံမှာအရန်လူကြိုက်များတယ်ပါပေါ့နော်သူကဒီဝက်အယိုးတွေကို base အနေနဲ့သုံးပြီးတော့မှစပြုတ်ပေါ့နော်စပြုတ်ကိုဝက်အယိုးတွေနဲ့လုပ်တယ်စီကတော့တအားများတယ်ပေါ့နော်ကလေးတွေများတဲ့ခါမျိုးပြောပြတယ်နောက်ပြီးတော့နော်ဒီအခုစပင်တွေအရန်ရှေ့နေပြီပေါ့နော်အဲကြောင့်မလို့ကျွန်တော်စပင်လေးညှက်မယ်စပိန်ကတော့ဂျုံဂျုံနဲ့စပိန်ပါကင်ကအပ်ပြီးပေါ့နော်လေးကတအားကိုတိုက်နေပါတော့ဒီကဘောနန်ဝီဆိုင်မှာနေတအားတိုက်နေပါတယ်ဘာကြောင့်လဲမသိပါဘူးအခုကျွန်တော်စပိန်ကတော်တော်ကြီးကိုရှည်ပြီးတော့ကြည့်မကောင်းတော့ဘူးပေါ့နော်အခြေအနေတော်စိုးနေပြီအဲ့တော့ညှက်ကိုညှက်မှရတော့မှာပေါ့နော်အဲကြောင့်စပိန်ညက်တာကိုအရင်တော့ပထမဦးစားပေးနေနေကျွန်တော်စပိန်ညက်ကိုသွားနေပါပြီဒီစပိန်ညက်ဆိုင်မှာဆိုလို့ရှိရင်ဒီလိုမျိုးမန်းကစာအုပ်တွေလည်းထားပေးထားရပါတော့ကိုယ်လည်းမကြသေးလို့ထိုင်ဆောင်နေရတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒါလေးကိုအပြင်းပြေဖတ်ပြီးတော့စောင့်လိုက်ရတော့အဆင်ပြေတာပေါ့ကျွန်တော်ကတော့ပူလာလို့ပေါ်ဝဲအင်ကြီးကိုချွတ်လိုက်ပါတယ်ဒီနေ့ကတော်တော်ပူပါတယ်ဒီစာအုပ်စာပေလူမိတ်ဆွေဆိုတော့လေစာဖတ်ရတာပေါ့ကွာဟမ်ဟင်ဘာစာအုပ်ကြီးတော့ဘာစာအုပ်ဖြစ်ဘူးတူရရမယ်လို့ထင်တာပဲထူပါဦးလေးဖတ်လိုက်ပါတော့မယ်အော်ငါဘိုးကလည်းဂျပန်ရောက်ပြီးတော့အခုမှပဲ TV ကြည့်ပြီးတော့အခုစပင်ညှက်လို့ပြီးသွားပြီစပင်လည်းညှက်မယ်ပြီးခေါင်းလည်းလျှော်မှာဟိုမှရန်2200ပဲပေးရရောက်တာတစ်နှစ်ကျော်ပြီစပင်ညှက်ဆိုင်ရတော့မပြောင်းဒါကျွန်တော်တိုင်းလာကနေပြီးတော့မှဝင်ပြီးတော့စပင်ကိုတက်ရလေးလက်လေးနဲ့ဖိလိုက်တာပေါ့နော်တော့မှဗီဒီယိုဆက်စားခြင်း vlog ဗီဒီယိုဆက်စားခြင်းတော့တက်တော့ကျွန်တော်စပင်လေးလေးပို့ပြီးတော့တက်ရလေးဖြစ်သွားမှာလားဒီဘေးလေးကိုပါလာလို့ရှိရင်တော်လေးကိုခေါင်းပေါ့တော့အောင်နော်open ဖြစ်နေပါတယ် open ဖြစ်နေပါတယ်ကျွန်တော်ကတော့အခုတော့ဂျီရိုလာမယ်အစားမယ်အဲ့မှာမြင်ရတဲ့ဒီထိုရာကြီးဆိုတဲ့ဆိုင်ပေါ့နော်အခုဆိုတန်းစီနဲ့လူတယောက်မှမရှိဘူးနော်တပွဲတော့ရန်1100ဝန်းကျင်လောက်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်အခုနေတဲ့နေရာမှာဒီဂျီရိုလာမယ်ဆိုင်ဆိုလို့ဒီဒီဇိုင်းပဲရှိတယ်ပေါ့နော်အနီးနားမှာဆိုလည်းဒီဒီဇိုင်းပဲရှိတယ်ဂျပန်လူမျိုးတွေကဒီဂျီရိုခောက်ဆွဲကိုပေါ့နော်မွေးငါကြိုက်တယ်လို့မျိုးကြိုက်ကြတာပေါ့နော်ဒါပေမဲ့ဒီလိုဆိုင်မျိုးတွေကလည်းနဲတာလည်းပါတယ်ပေါ့နော်ဒီခောက်ဆဲကိုကြိုက်တဲ့လူကအရမ်းများတယ်ဒါပေမဲ့ဒီလိုဆိုင်လေးတွေကရှားတယ်ပေါ့နော်ကျွန်တော်ဘာမှဆိုလို့ရှိရင်ဒီဆိုင်ပဲရှိတယ်အရင်ဦးဆုံးဒီစားမယ်ဆိုရင်တစ်ကတ်ကိုအရင်ဝယ်တစ်ကတ်ဝယ်ပြီးတော့မှစောင့်အောင်ပါပေါ့နော်မြန်ပါတယ်ဒီကချီလို့ပါโอเคတစ်ကတ်ဝယ်ပြီးတော့ကျွန်တော် order မှာပြီးတော့စောင့်နေရပါတော့ရေကတော့ self service ဆိုတော့ကိုယ့်ဘာသာကိုသွားပြီးခက်ရပါတယ်ခုဒီဘက်ကနေဆိုလို့ရှိရင်ကျွန်တော်အတွက်ရာမန်လုပ်ပေးနေအောင်မြင်နေရတယ်ပေါ့နော်အားထားတာလည်းရောက်လာပါပြီဒါကတော့ဂျီရိုရာမန်နာမီမိုဒီပေါ့နော်ဂျီရိုရာမန်ဆိုတဲ့အတိုင်းအပေါ်မှာမိုရရှိပဲပင်ပေါက်ပါမယ်ပြီးလို့ရှိရင်ကော်ပီပါမယ်ပေါ့နော်ပြီးသူ့မှာပါတဲ့ချားရှုဆိုရင်လည်းလုံးဝအကြီးပေါ့နော်အခြားရာမန်တွေနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်ပါတဲ့ချားရှုကအတော်ကြီးတယ်ပြီးတော့ဒီကျုပ်ဥမှာဆိုလို့ရှိရင်လည်းထိုရိုင်းဆိုပြီးတော့ဒီလာကူဘီအားကစားပေါ့နော်အဲ့မှာပါတဲ့ဘောလုံးလေးပုံစံမျိုးလုပ်ထားရပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာရှိတဲ့သင်ကျော်ဆိုင်ကောင်းကသူငငယ်တုန်းကအဲ့လိုမျိုးလာကူဘီဆိုတဲ့အားကစားကိုလုပ်ခဲ့တာပေါ့နော်အဲ့ဒါကြောင့်မို့လို့သူ့ရဲ့ဒီဂျီရိုရာမန်ဆိုင်ဖွင့်တဲ့အခါမှာလေပြဥလေးပုံမှာအဲ့ဒီပုံစံမျိုးလေးပုံဖော်ထားတာပေါ့နော် Oh my god စားလို့ပြီးသွားပြီပေါ့နော်စားလို့ရမ်းကောင်းတယ်တွေ့တွေ့ရှိတဲ့လူတွေပါကြတော့ဒီဟာမစားသင့်ဘူးပေါ့နော်ဒါကတို့တွေတအားများဆိုတော့တော့ဒီကစားလို့ပြီးရတယ်ခေါင်းမူတာတွေပါဖြစ်နိုင်လို့ဖြစ်တယ်ဆိုတာသိပေမဲ့လည်းပဲစားကြတာပဲပေါ့နော်ဂျပန်ကလူတွေကမြန်မာနိုင်ငံကလူတွေထက်တော့မှအញ្ញံစားတာပုံများရဒီမြို့မှာဆိုလို့ရှိရင်ဘယ်ဆိုင်မှသွားပေါ့နော်အရသာလေးတဲ့ဆိုင်တွေပေါ့တယ်ဆိုတော့တော်တော်ရှားတယ်ဥပမာမက်ဒရိုနယ်လို့ဘာလို့သွားပြီးအာလူးကြောင်းကြောက်တွေစားမယ်ဆိုရင်တော့အဲ့အာလူးကြောင်းတွေကအရန်ငံတယ်ဒါမှနေဆိုလို့ရှိရင်လည်းဒီပါဝင်တဲ့ show you ပမာဏတွေကလည်းရမ်းများတခြားမျိုးကလာလေတဲ့ customer တယောက်ကနေပြီးတော့လဲကြီးမှာဝယ်ရှင်းနေတာမှာတစ်ခါပြောသွားဘူးတယ်ပေါ့နော်ဒီမျိုးမှာရှိတဲ့ဒါမှဆိုင်တွေကပေါ့နော်အရသာလေးတယ်ဆိုပြီးတော့ပြောသွားဘူးတယ်ပေါ့နော်တကယ်လည်းဟုတ်ပါတယ်ကျွန်တော်တို့ချားပြုတ်ကနေပြီးတော့ဒီမျိုးကိုလာရလို့မဟုတ်ဘဲနဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေဒီကိုလာရတော့မှခံစားမိတယ်ပေါ့နော်
အခုမှပဲကျွန်တော်ပြန်သတိရတာပေါ့နော်ကျွန်တော်မှနှစ်ချက်မရှိတော့ဘူးနှစ်ချက်က6နေတာကိုသတိမထားမိပါနဲ့နှစ်ချက်ကအိမ်သားလေးပြုတ်ကြပါညာဘက်ပါမရှိတော့ဘူးဘယ်ဘက်ချမ်းမရှိတော့ဘူးပေါ့နော်အဲကြောင့်မလို့ကျွန်တော်နှစ်ချက်အစ်စ်ဝယ်မယ်ဈေးကြီးတာတော့မဟုတ်ဘူးပေါ့နော်အေးနော်အခုခန်တူကိုသွားနေရပါတော့ရန်တရားတဲ့ဆိုင်ရန်တရားတဲ့ဆိုင်ကနှစ်ချက်ကိုပဲကျွန်တော်ဝယ်ပြီးသုံးပြတာများရပါအတန် quality ကတော့အဲ့လောက်ထိအရန်အကောင်းကြီးတော့မဟုတ်ဘူးကျွန်တော်ချင်းလားထောင်ထားရဲဒီဖုန်းပြောလို့ရှိရင်လေအတန်ကတော့နည်းလုံးတယ်ပေါ့နော်အဲ့မဲ့လေအဲ့ဒါနဲ့ကျွန်တော်အဆင်ပြေရပေါ့နော်အားကြောင့်မလို့ကျွန်တော်ဈေးကြီးနှစ်ချက်တွေပါမသုံးဘာလို့ဆိုတော့နှစ်ချက်ပြုတ်ကြပြီးပျောက်တာရပါလေခဏခဏဖြစ်တယ်လို့ကောင်းပြီဆိုအဖြူလေးဆိုချစ်စရာလေးလူချင်းတဲ့နှစ်ချက်တွေလည်းဝယ်ပြီးပြီဆိုတော့အိမ်ပြန်มาတော့မယ်အစားကတော့ကျွန်တော်ဒီနေ့ gym သွားချင်တာပေါ့နော် gym သွားချင်တယ်ဆိုရင်မဲ့ပြန်ပြီးတော့စဉ်းစားကြည့်ကျွန်တော်အချိန်က9နာရီလောက်ပဲကျန်တော့ပါပေါ့နော်ပြီးလို့ရှိရင်အဲ့လိုည9နာရီရပြီးနောက်နေ့မနက်9နာရီအထိအလုပ်ဆင်းရမှာမဟုတ်လို့တော့ဟိုနေ့လည်းအိပ်ရမှာပေါ့နော်အဲ့လို့ရှိရင်ညကြလို့ရှိရင်ကျွန်တော်တော်ပြန်ရောက်မှာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့တော့ gym မသွားတော့ဘူးအခုအိမ်ပြန်တော့မယ်ပြီး AC လေးပဲနေတော့ပေါ့အဲ့ဒါကျွန်တော်ရဲ့ဗီဒီယိုအဆုံးလေးကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်